Ferguson ခေတ်လွန်17ရောက်မြောက်ယာယီနီးပြအဖြစ် Fletcher ရောက်ရှိလာပြီးနောက်နီးပြဟောင်းဆိုရှာပြန်လာမဲ့တဲ့အပေါ် Ekbon လာဟောပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်2013ခုနှစ်မှာ Sir Alex Ferguson 73ကြိမ်မြောက် Premier League ဖလားကိုရယူပြီးအသင်းနဲ့လမ်းခွဲခဲ့ချိန်ကစလို့တွေ့မယ်ဆိုရင် Darren Fletcher ဟာယာယီနီးပြ United အသင်းကိုကိုင်တွယ်ရမယ့်17ဦးမြောက်နီးပြဖြစ်လာပါတယ်။လက်ရှိ INEOS ခေတ်မှာတင် Erik ten Hag, Van Nistelrooy နဲ့ Amorim တို့တယောက်ပြီးတယောက်ပြောင်းလဲခဲ့ပြီးဖြစ်တယ်လို့အခု Fletcher နေရာမှာလဲရာသီကုန်အထိအသင်းကိုကိုင်တွယ်မဲ့အခြားနီးပြတဦးနဲ့အစားထိုးဖို့ရှိနေပါတယ်။ ဒီနေရာမှာထွက်ပေါ်လာတဲ့နာမည်တစ်ခုကတော့2018ကနေ2021အထိအသင်းကိုကင်တွယ်ခဲ့မှုတဲ့ကစားသမားဟောင်းနီးပြဟောင်းအိုလီဂန်ဒါဆိုရှာဖြစ်ပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီး Talksport မှာ Aston Villa ကစားသမားဟောင်း Gavi Ekbon လာဟောကရှက်စရာကောင်းတယ်လို့ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။တကယ်ကိုရှက်စရာပါပဲ။ဆိုရှာပြန်လာနိုင်တဲ့ဆိုတဲ့သတင်းကိုမြင်လိုက်ရချိန်မှာဒီဘောလုံးအသင်းဟာရဲစရာအသင်းကြီးဖြစ်နေပါပြီလို့ Ekbon လာဟောကပြောပါတယ်။ဆက်လက်ပြီးသူကဆိုရှာထုတ်ခံရတုန်းက United ပရိသတ်တွေစိတ်သက်သာရသွားခဲ့ကြတာလीကျွန်တော်တို့စီမှာတက်တေထောက်ထားတွေရှိပါတယ်အဲ့ဒီတုန်းကသူ့ကိုထုတ်ပယ်လိုက်လို့လူတိုင်းပျော်ခဲ့ကြတာအခု3နှစ်လောက်ကြာပြီးမှသူ့ကိုပြန်ခေါ်လာမယ်ဟုတ်လားဆိုပြီးမေကွန်းထုတ်ရေမိုးခဲ့ပါတယ်နောက်ထပ်ထွက်ပေါ်လာတဲ့နာမည်တစ်ခုကတော့2022ကနေဒီနွေရာသီအထိ Middlesbrough အထင်းကိုရလက်ကောင်းအနေနဲ့ကင်တွယ်ခဲ့တဲ့ Michael Carrick ဖြစ်ပါတယ်ကာရီဟာ2021တုန်းကဆိုရှာထုတ်ခံရပြီးနောက် United ကိုယာယီနီးပြအဖြစ်3ပွဲကင်တွယ်ခဲ့ရမှာ2ပွဲနိုင်ကပွဲတည်ရလက်ရယူပေးခဲ့ဘူးသူလည်းခဲ့ပါတယ်။ Man U ဖန်များတော်တည်တက်နေရ MUFOZ မှာ United သတင်းများကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။